မျိုးသားဖြစ်သူကဇနီးရဲ့ခြေထောက်နားကိုအိမ်သုံးသားနဲ့တမင်ပစ်ပေါက်လိုက်တဲ့ဇနီးဖြစ်သူအိမ်တော်ရှင်မကတော့ခါကိုချက်ချင်းအမြန်လှည့်ပြီးအံ့ဩစရာကောင်းအောင်ပဲခြေထောက်တစ်ဖက်နဲ့ဓာတ်ကိုလေးထဲမြောက်ကလိုက်ကခြေပြားထိတ်လေးနဲ့ကွက်တီပြန်ထိတ်ဖမ်းလိုက်တဲ့ဒီလှုပ်ရှားမှုတွေကိုမြင်ပြီးအမျိုးသားဖြစ်သူမှာတအံ့တုံးနဲ့ငိုင်သွားတော့တာပါပဲဇနီးဖြစ်သူကသူ့ရဲ့ဒီလုပ်ရက်ဟာအမျိုးသားရဲ့တန်တရားကိုနှိုးဆော့ပေးလိုက်မှချက်ချင်းရိပ်မိသွားတာကြောင့်ဓာတ်ကိုချက်ချင်းလှုပ်ချလိုက်ပြီးဒါဟာမကြသေးခင်ကမှကတက်ကတူအကတင်တန်းမှာတင်ထားတဲ့အကကွက်တစ်ခုပါဆိုပြီးလိညာဆင်ခြေပေးလိုက်တယ်ဒါပေမဲ့ဒီအလိညာဟာအမျိုးသားရဲ့တန်တရားကိုပိုလို့တောင်တိုးစေခဲ့ပါတယ်ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့ညကမှအမျိုးသားဖြစ်သူဟာသတင်းလျှို့ဝှက်အစီရင်ခံစာရရှိထားပြီးသူ့ဇနီးရဲ့အစစ်အမှန်ထောက်ထားဟာထိတ်တန့်လျှို့ဝှက်အေဂျင့်တယောက်ဖြစ်နေမှန်းသိထားလို့ပါပဲအမျိုးသားရဲ့အာယုံကိုလွှဲပစ်ဖို့အတွက်ဇနီးဖြစ်သူကခြေချောခြင်းဟန်ဆောင်ပြီးဝိုင်ပလင်းကိုလွှင့်ပစ်လိုက်တယ်အမျိုးသားကဝိုင်ပလင်းကိုချက်ချင်းလမ်းဖမ်းလိုက်ပြီးရုတ်တရက်ဆိုသလိုဇနီးဖြစ်သူစီမျက်စိတမိတ်အတွင်းရောက်သွားကသူမကိုအလိုက်တင်ထိန်းတွဲပေးလိုက်ပါတယ်အမျိုးသားရဲ့မတက်ကနိုလက်ရည်လက်စတွေကိုမြင်လိုက်ရတော့ဇနီးဖြစ်သူကလည်းတာမန်လူမဟုတ်ဘူးဆိုတာစတင်တန်တရားဝင်လာပြီးအမှန်တိုင်းချက်ချင်းရှင်းပြဖို့တောင်းဆိုလိုက်တော့တယ်ဒါပေမဲ့အမျိုးသားဖြစ်သူဟာအကြာကြီးစဉ်းစားကြည့်ပေမဲ့လည်းဇနီးကိုလိမ်ဖို့စင်ကြေးရှာမရတာကြောင့်ဒီအတိုင်းကမန်းကတန်းမကင်းရမကင်းကြောင်းတက်တာလူတက်တာညာသူ့ရဲ့နက်နက်ရှိုင်းရှိုင်းချစ်ချင်းအတိုင်းတာကိုပဲထုတ်ဖော်ပြောပြနိုင်ခဲ့ပါတယ်သူတို့ရဲ့သမီးဖြစ်သူကတော့မိဘနှစ်ပါးစလုံးတယောက်နဲ့တယောက်အထောက်ထားတွေဖုံးကွယ်ထားကြတယ်ဆိုတာကြားပြီးဖြစ်ပေမဲ့လျှို့ဝှက်ချက်ကိုမဖော်ထုတ်ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲနှစ်ယောက်လုံးစီကိုသူတို့အထက်လူကြီးတွေစီကနေတီးတန့်တာဝန်တွေရောက်ရှိလာတာကြောင့်ဇနီးဖြစ်သူကဆက်မမေးတော့ပဲအမျိုးသားကိုအတူတူအရက်တောက်ဖို့ဖိတ်ခေါ်လိုက်ပြီးအမျိုးသားကလည်းဝမ်းသာအားရသဘောတူလိုက်တယ်နောက်တစ်နေ့မှာတော့အမျိုးသမီးဟာတာဝန်ယူရမယ့်နေရာကိုရောက်ရှိလာခဲ့ပြီးသမီးဖြစ်သူကတော့အဖေဖြစ်သူဟာအချိန်ပိုအလုပ်လုပ်ရမယ်ဆိုပြီးစာပို့ထားကြောင်းသူမကိုပြောပြခဲ့ပါတယ်အမျိုးသမီးကဂယုမဆိုင်ပဲပြစ်မှတ်ကိုလိုက်ရှာနေတော့မှပဲရုတ်တရက်အမျိုးသားရဲ့နောက်ကျောပုံရိပ်ကိုမြင်လိုက်ရပါတယ်အမျိုးသားဟာလည်းအေဂျင့်တယောက်ဖြစ်နေတာလားဆိုပြီးတန်တရားဝင်နေတော့မှပဲအခြားအမျိုးသမီးတယောက်ကလိုက်လာတာကိုတွေ့လိုက်ရတယ်သူတို့နှစ်ယောက်ဟာအကြည့်ချင်းဖလှယ်လိုက်ကြပြီးချက်ချင်းဆိုသလိုအဲခန်းမတစ်ခုတည်းကိုအတူတူဝင်သွားကြပါတယ်အမျိုးသမီးကသူ့အမျိုးသားဟာသူ့အပေါ်တစ္ဆာဖောက်လိုက်ပြီးလို့ထင်သွားတာကြောင့်ဒေါသတကြီးနဲ့နေကာမျက်မှန်ကိုချွတ်လိုက်ပြီးမဆိုင်မတော်နောက်ကနေလိုက်သွားခဲ့တယ်သူမဟာတန်ရှင်းရေးဝန်ထမ်းစီကတိုက်ချွတ်တုပ်ကိုတောင်လူယူပြီးအင်အားနဲ့ထက်ဝက်ချိုးပစ်ကအမျိုးသားကိုအကောင်းဆုံးသင်ခန်းစာပေးဖို့ဆုံးဖြတ်လိုက်တော့တာပါပဲအမျိုးသားကတော့သူ့ဇနီးဖြစ်သူဟာသူ့ရဲ့လုပ်ဖော်ကိုင်ဖက်အမျိုးသမီးနဲ့ပတ်သက်ပြီးလွဲမှားစွာနားလည်သွားမှလုံးဝမသိရှာပါဘူးသူ့လုပ်ဖော်ကိုင်ဖက်နဲ့တာဝန်ကြောင်းဆွေးနွေးနေတော့မှပဲတကားဟာရုတ်တရက်ကန်ဖွင့်ခံလိုက်ရပါတယ်ဇနီးဖြစ်သူကချက်ချင်းပြေးဝင်လာပြီးသူတို့ကိုရိုက်ဖို့တုပ်ကိုမြောက်လိုက်တဲ့အမျိုးသားကရှင်းပြဖို့ကြိုးစားပေမဲ့ဇနီးဖြစ်သူကနားလုံးဝမထောင်ခဲ့ပါဘူးတကားပြင်ဘက်မှာတော့သမီးဖြစ်သူကသူတို့အတွက်တကားကိုတိတ်တဆိတ်ပိတ်ပေးလိုက်ပါတယ်အမျိုးသမီးဟာအမျိုးသားကိုပါရိုက်လိုက်တယ်လို့လုပ်ဖော်ကိုင်ဖက်အမျိုးသမီးကိုပါရိုက်ပြလိုက်တာပါအမျိုးသားကလုပ်ဖော်ကိုင်ဖက်ကိုအမြန်ရှင်းပြခိုင်းပေမဲ့သူတို့ကဟိုတယ်ခန်းကားထားကြတာဆိုတော့လုပ်ဖော်ကိုင်ဖက်ကလည်းဘယ်လိုရှင်းပြရမှန်းမသိတော့ပါဘူးလုပ်ဖော်ကိုင်ဖက်အမျိုးသမီးကအမျိုးသားရဲ့အေဂျင့်အထောက်ထားမပေါ်သွားစေဖို့အတွက်အမျိုးသားကိုသဘောကျနေတာကြားပြီးဖြစ်ကြောင်းနဲ့အယူလို့ခေါ်ထုတ်လာတာပါဆိုပြီးလိန်ညာလိုက်ရပါတော့တယ်ဒါပေမဲ့အမျိုးသားဖြစ်သူကတော့အဲ့ဒီအမျိုးသမီးရဲ့ဝန်ခံမှုကိုပြက်ပြက်တသားပဲညှင်းပယ်ခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီလုပ်ဖော်ကိုင်ဖက်အမျိုးသမီးရဲ့တရုပ်ဆောင်မှုကလွန်လွန်းနေတာကြောင့်ဇနီးဖြစ်သူကတုတ်ကိုပြန်ကောက်ယူပြီးလုပ်ဖော်ကိုင်ဖက်အမျိုးသမီးကိုရိုက်နှက်ဖို့ပြင်လိုက်တော့တာပါပဲအမျိုးသားဖြစ်သူကဇနီးရဲ့တုံနဲ့ရိုက်ချက်ကိုချက်ချင်းကာကွယ်ပေးလိုက်ပြီးနောက်ဆုံးတော့ခြားနေမရှိတော့တာနဲ့သူ့ရဲ့အေဂျင့်တဲ့တွေကိုထုတ်ဖော်ပြောပြလိုက်ရပါတော့တယ်အမျိုးသမီးဟာရင်ထဲမှာလုံးဝအသေးကွဲကြေကွဲသွားခဲ့ရပြီးမထွက်ခွာမီအမျိုးသားစီကနေကွာရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်